လေတောင်ကြီးမင်းကျောင်းဆရာတော်ကဩဝါဒစကားပြောကြားဖို့မိန့်ကြားပါတယ်ညာတော်အဖြစ်ဦးဇင်းတို့ကဆရာသမားတွေရဲ့ရှေ့မှာဩဝါဒပေးခဲ့ပါတယ်သို့တော့မိမိရဲ့တာဝန်ကြရောက်လာတော့မိမိတို့မဖြစ်မနေမလွဲတာမဆောင်ရွက်ရပါဥစွာပထမဒီတောင်ကြီးမင်းကျောင်းစာသင်တိုက်ကိုဦးဇင်းတို့ပညာဘူမိတက္ကသိုလ်စပြီးတော့ဖွင့်လှစ်တဲ့2022ခုဒီဇင်ဘာလကလေးကစတင်ပြီးတော့စာမေးပွဲကျင်းပခဲ့တာပါဆရာတော်နဲ့ဦးဇင်းနဲ့တည်သလားဆိုဆရာတော်နဲ့ဦးဇင်းနဲ့လည်းမသိခဲ့ဘူးအဲ့ချိန်ကဦးဇင်းတို့ငယ်စဉ်တောင်ကြီးကလေးဘဝကလေးကပေါင်းဖော်လာခဲ့တဲ့ရန်ကုန်ကံပဲ့ရွှေရင်သာဆရာတော်နဲ့ပတ်သက်ပြီးတော့တောင်ကြီးမှာဇာပြေဌာနလေးတစ်ခုကျင်းပချင်ပါတယ်ရှင်ဖေဟာကျောင်းလေးရှာပြီးလို့မရဘူးလားဆိုတော့မေးပြီမယ်မင်းကျောင်းရှိတယ်ဆိုတော့ဒီမင်းကျောင်းဆရာတော်ကလည်းကြီးဖြူလက်ခံပါတယ်ဦးဇင်းတီးသလောက်ဆိုအဲ့ဒီနှစ်ကစာမေးပွဲကျင်းပတာပြင်ဆင်စရိတ်ကိုမြောက်များစွာကုန်တယ်လို့ကြားပါတယ်ကုန်ကြစရိတ်ဘယ်လောက်ကုန်လဲဆိုလဲကြားပါတယ်နော်ခန်းနာကြီးပြင်ဆင်ထားတာဘာကြောင့်လဲဆိုရင်ဦးဇင်းတို့ကဒီစာစစ်ဌာနကိုကြီးကြပ်ရေးသွားတဲ့တန်ဃာတော်တွေကိုကိုယ့်ရဲ့ပြင်ဆင်မှုကိုအကုန်တင်ခိုင်းတာဒါဖြစ်တဲ့နေ့မှာအရန်ခန်းနာတာပဲပြင်ဆင်ထားတာဒီနေရာမှာပိဿာတွေပါရင်းနဲ့နော်ဒါကြောင့်မို့ဒီတောင်ကြီးမှာစာဖြေဌာနဥစွာပထမလက်ခံပြီးတဲ့ဆရာတော်နဲ့တကွဂုဏီဝိုင်းဝန်းဆောင်ရွက်ကြတဲ့ဓမ္မမိတ်ဆွေသူတော်စင်တွေကိုလည်းအထူးအားဖြင့်ကျေးဇူးတင်ပါတယ်ဦးဇင်းတို့ရှမ်းပြည်နယ်မှာစာဖြေဌာနကလောတဌာနရှိပါတယ်အေးတာယာတဌာနရှိခဲ့ပါတယ်ဒီတောင်ကြီးမင်းကျောင်းတဌာနရှိခဲ့ပါတယ်ယခုနောက်ပိုင်းမှာဟိုနမ်ဆန်အတုလကာရီကျောင်းမှာတဌာနရှိပါတယ်ကျိုင်းတုံသာသနာ့ဗိမာန်ကြီးမှာတဌာနဆိုပြီးတော့ရှမ်းပြည်နယ်မှာ9ဌာနရှိခဲ့တူပါတယ်သို့တော့အေးတာယာစာဖြေဌာနကိုတော့အခြေအနေရယခုနှစ်ကစပြီးတော့တောင်ကြီးနဲ့လာပြီးတော့ပေါင်းစည်းထားပါတယ်နော်ဒါမှမဟုတ်တောင်ကြီးမှာစာဖြေဌာနမှာဆောင်ရွက်နေကြတဲ့ဓမ္မမိတ်ဆွေသူတော်စင်တို့တွေဟာလည်းစာဖြေဌာနလာတဲ့အခါမှာတန်ဃာတော်များစာဖြေကြီးကြပ်ရေးကြွလာတဲ့တန်ဃာတော်များကိုတောင်ဖြာနဲ့အကူကြီးဆောင်ရွက်ကြတဲ့အတွက်အလွန်အမတန်မှကျေးဇူးတင်ပါကြောင်းပြောကြားလိုပါတယ်ဒါပြောဝမ်းမြောက်စကားပြောကြားခြင်းပေါ့ဩဝါဒအနေနဲ့ကတော့စာမေးပွဲဖြေဆိုတဲ့ပုဂ္ဂိုလ်တွေဦးဇင်းတို့ရဲ့ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးလွန်ခဲ့သောနှစ်30ကျော်မဟာသူဘောဓယုံကျောင်းတိုက်နှစ်30ပြည့်မှာဆရာတော်ဘုရားကတိတိလင်္ကာကနေပြီးတော့တပည့်တန်ခါများအားပေးတဲ့ဩဝါဒလေးကိုအနည်းငယ်ပြန်လည်ဝင်ငါပေးပါမယ်ဆရာတော်များကတပည့်တန်ခါတော်များကိုဘာဩဝါဒပေးတယ်လဲဆိုရင်သုတ္တုတာတုတ္တဝဋ္ဌနေတုတ္တံပညာယဝဋ္ဌနံပညာယအထံဇာနာတိညာတောအတောဒုက္ခဝဟောသောတော်ပိုင်းကဆရာတော်ဒီပါမောက္ခချုပ်ဆရာတော်မေရိယာဆရာတော်မိန့်သွားပါပြီတုတ္တတဲ့လောကတုတ္တဓမ္မတုတ္တနှစ်ခုလုံးရအောင်ရှာရမယ်ခုဓမ္မမိတ်ဆွေသူတော်စင်တို့တုတ္တဓမ္မစာမေးပွဲဖြေဆိုခြင်းဟာဘာတုတ္တကိုရှာကြတာဓမ္မတုတ္တကိုရှာဖွေကြတယ်လောကတုတ္တရောမရှာကြဘူးလားရှာပါဘူးဒါကြောင့်မို့သုတ္တတုတ္တဝဋ္ဌနီလောကတုတ္တဓမ္မတုတ္တနှစ်ဌာနလုံးကိုရှာဖွေကြပါနံပါတ်1နံပါတ်2တုတ္တံပညာယ
ဝဋ္ဌနံအခုဓမ္မမေစီသူတော်စင်တို့သူတော်ဓမ္မစာမေဝေရီဖြည့်ဆိုတဲ့အတွက်ကြောင့်မိမိတို့ရဲ့တဏ္ဍာမှာlevel 1အောင်ပြီးရင်တရား၅ဘုအပိတိုးမတော်ဘူးလားတိုးပါပါဗျာ level 2အောင်ပြီးရင်10ဟုတ်ပါဗျာ level 3အောင်ပြီးရင်15ဘုတိုးတာပါဗျာဒီပတ်ဝန်းအောင်ပြီးရင်6ဘုဒီပတ်ဝန်းပါတာနဲ့ဒီလေနာပညာပါဟုတ်လားပါတီအောင်ပြီးရင်ပါတရီအောင်ပြီးရင်မိမိတို့ရဲ့တဏ္ဍာမှာအတိပညာတွေတိုးမတော်ဘူးလားတိုးပါပါဗျာအဘာရှာလို့သုတ္တရှာလို့ဓမ္မသုတ္တကိုရှာပေးတဲ့အတွက်မိမိတို့ရဲ့တဏ္ဍာမှာပါတိုးတယ်ဓမ္မပညာတွေတိုးသွားတာသုတ္တပညာယဝတ္တနောက်ပညာယအထံသာနာတိသုတ္တဓမ္မစာကိုပဲဖြည့်ဆူပြီးခဲ့တဲ့အချိန်နဲ့မဖြည့်ဆူရသေးခင်အချိန်ကိုယ့်ရဲ့တဏ္ဍာမှာဘုရားငြိမ်းချမ်းဖြည့်ဆူပြီးတော့ဘုရားချမ်းသာပါဗျာငြိမ်းချမ်းဟုတ်ပြီနော်။အားကြောင့်လေဒီအမှုတွေကိုဆောင်ရွက်ရင်ကောင်းကျိုးကိုဖြစ်စေနိုင်တယ်ဒီအမှုကိုဆောင်ရွက်လို့ရှိရင်မကောင်းကျိုးကိုဖြစ်စေနိုင်တယ်လို့မရဘူးလားရပါတယ်ဗျာဆိုရယ်နော်ပညာယအထံသာနာတိပညာကိုသင်ခဲ့လို့အကြောင်းအကျိုးအကောင်းအဆိုးကိုခွဲခြားဝေဖန်နိုင်တယ်မို့လားမှန်ပါဗျာအဲ့လိုအကြောင်းအကျိုးအကောင်းအဆိုးဆိုတဲ့ပညာကိုသင်ပြီးတဲ့နောက်မှာဘာဖြစ်တယ်လဲပညာယအထံသာနာတိညာတောအထောဒုက္ခဝဟောနော်မကောင်းဘူးဆိုရင်မကောင်းတော့ဘူးမကောင်းတဲ့အမှုကိုငါတို့မပြုလုပ်ဘူးဒီလုပ်ဟာကောင်းတယ်ဆိုရင်ကောင်းမှုကုသိုလ်ပြုလုပ်တဲ့အတွက်ချမ်းသာဆိုတဲ့ဒုက္ခကိုမခံစားရဘူးလားခံစားရတယ်ဒါကြောင့်မို့နံပါတ်1သုတ္တကိုရှာသုတ္တကိုရှာပြီးရင်ဘာရှာမလဲပညာကိုရှာပညာရှိလာတဲ့အတွက်အကြောင်းအကျိုးအကောင်းစုကိုဝေဖန်ပိုင်းခြားနိုင်တယ်ထိုကဲ့သို့ဝေဖန်ပိုင်းခြားနိုင်တဲ့အတွက်ကောင်းတာတွေလောက်ကြပြီကောင်းတာတွေလောက်တဲ့အတွက်ချမ်းသာဆိုတဲ့ဒုက္ခကိုမရဘူးလားရပါတယ်ဒါကြောင့်မို့ဦးဇင်းဆောင်းပုံလေးချပေးမယ်လိုက်စို့အဲဆောင်းပုံလေးပြီးဩဝါဒပြီးပြီတိညင်လူညာသုတ္တဘွားသုတ္တဘွားကပညာယပညာယလျင်ကြောင်းကျိုးညင်ကြောင်းကျိုးညင်ကချမ်းသာရာတိမြင်လူညာသုတ္တဘွားသုတ္တဘွားကပညာယပညာယလျင်ကြောင်းကျိုးညင်ကြောင်းကျိုးညင်ကချမ်းသာရာတိမြင်လူညာသုတ္တဘွားသုတ္တဘွားကပညာယပညာယလျင်ကြောင်းကျိုးညင်ကြောင်းကျိုးညင်ကချမ်းသာရာအလုံးသောဓမ္မမိတ်ဆွေသူတော်စင်တို့သည်အတိပညာအတ္တပညာတရားတွေကိုကြိုးစားပွားများအထောက်နိုင်ကြကုန်ပြီလျင်မဖို့နိဗ္ဗာန်ကိုဝဘဝတူတူဖြင့်ရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ကြပါစေကုန်သောဟူ၍ပတ္ထနာအောင်စုပြုလိုက်ရာကုန်တည်း